နော်နံပါတ်2အမလ်ကပါလေနော်နံပါတ်2အမလ်ကနမတ်ဖြစ်တယ်နော်နမတ်နဲ့ပတ်သက်ပြီးကျွန်တော်တို့မှာလူအမျိုးမျိုးမှာအခြေအနေအမျိုးမျိုးရှိတယ်တချို့ရှိတယ်အခုတည်းနမတ်5ချိန်မှန်မှန်သေးဘူးတချို့ရှိတယ်နမတ်5ချိန်တော့မှန်တယ်ဂျမာတ်မရနော်ဒီတော့အားလုံးမှာတော့မုတ်ချဒီဆန္ဒရှိမှာပဲရမ်ဇန်ရောက်ရင်တော့ငါနမတ်5ချိန်မှန်အောင်ဖတ်အားလုံးမှာဒီဆန္ဒရှိတယ်နော်ဒီတိုင်းပဲတချို့ဂျမာတ်နဲ့နမတ်မရတဲ့သူလည်းပဲရမ်ဇန်ရောက်ရင်တော့ငါပလီမှာဂျမာတ်နဲ့ဖတ်မယ်အားလုံးမှာတော့ဒီဆန္ဒရှိဒီတော့ကျွန်တော်တို့ရမ်ဇန်ရောက်မှဆိုပြီးတော့စောင့်မနေနဲ့ရှာဘန်လအခုတွေကစားလိုက်ပါတော့အခုကလေးကကျွန်တော်နမတ်5ချိန်ကိုကစွာမဖြစ်ဘဲနဲ့ဖတ်ပါအခုကလေးကနမတ်တိုင်းကိုဂျမာတ်နဲ့ရအောင်အမျိုးသားတွေဖတ်ပါနော်အခုကလေးကစားလိုက်နော်အခုလေးကစားလိုက်မှရမ်ဇန်မှာကျွန်တော်တို့ဘာဖြစ်နေမှာလဲလုံးဝ ready ဖြစ်နေမယ်အစင်သစ်ဖြစ်နေမယ်ရမ်ဇန်မှစမယ်ရမ်ဇန်လမြေမှစမယ်ဆိုရင်သိကြတယ်အဲ့ဒီလိုရမ်ဇန်မှာလည်းပဲအစင်သစ်ဖြစ်မှာမဟုတ်အခုကလေးကစားလိုက်အခုကလေးကလှုပ်လိုက်ဒီတော့နမတ်5ချိန်အခုတည်းကမရတဲ့သူနော်ရမ်ဇန်မှဖတ်မယ်မလုံးနဲ့ရမ်ဇန်မှ5ချိန်အပြည့်ဖတ်မယ်မလုံးနဲ့အခုကလေးကစားပြီးနမတ်5ချိန်ကစားမဖြစ်အောင်ဖတ်နမတ်5ချိန်တော့ရပါရဲ့ဂျမာတ်နဲ့မရတော့အခုကလေးကစားပြီးနမတ်5ချိန်လုံးကိုဂျမာတ်နဲ့ရအောင်ဖတ်တချို့ရှိတယ်မာရှာလာနမတ်5ချိန်လည်းကစားမဖြစ်ဂျမာတ်လည်းမလွတ်ဘူးဆိုရင်နော်မာရှာလာဒီလိုလူသူ့မှာလည်းပဲအီရာဒါရှိမှာပဲဆန္ဒရှိမှာပဲငါရမ်ဇန်ရောက်ရင်နဖီလီပါဖတ်မယ်အခုတည်းကစားလိုက်တော့အခုကလေးကအစ္စရာတ်တွေဂျတ်တွေအဝါဘီနေနဖီလီကိုဖတ်တဲ့အလေးထားအခုတည်းကလှုပ်လိုက်ရမ်ဇန်မှာလုံးဝနော် ready ဖြစ်နေမယ်ရမ်ဇန်လမှာလုံးဝမပြတ်တမ်းဖတ်နိုင်တဲ့အနေထားကိုရောက်သွားလိမ့်မယ်ဒါကြောင့်နော်နမတ်နဲ့ပတ်သက်ပြီးရမ်ဇန်မှဆိုတာကိုမလုံးနဲ့ရှာဘန်လဟာရမ်ဇန်အတွက်ပြင်ဆင်ရမယ်လားဖြစ်တယ်နော်ပွဲဆိုတာကမဝင်ခင်ကြိုတင်ပြင်ဆင်ရတယ်အဲ့ဒီအတွက်အခုကလေးကပြင်ဆင်တဲ့အနေနဲ့အခုကလေးကစလိုက်ပါဒါနံပါတ်2အမှန်